Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဖတ်ဖူးသမျှအထဲမှာတော်တော်ထူးဆန်းတဲ့စာအုပ်တုပ်အကြောင်းကိုကျွန်တော် sharing လုပ်ပေးသွားခြင်းနဲ့ဘာစာအုပ်လဲဆိုရင်ဒီ American စာရေးဆရာ John Steinbeck ရဲ့ East of Eden ဆိုတဲ့စာအုပ်အကြောင်းကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်ကျွန်တော်တို့မြန်မာပြန်စာရေးဆရာကဆရာမိုးဝေကတော့ကျွန်တော်တို့မြန်မာပြန်ပေးထားတယ်ဒီမူကစိတ်ကူးချိုချိုရဲ့စတုထအကျိန်မူဖြစ်ပါတယ်ဒီတခြားစာအုပ်တွေဖြစ်တဲ့ဒီ crime and punishment တို့ဒီ Eric Camus ရဲ့ဒီ outsider စာအုပ်တွေကကျွန်တော်ဖတ်ဘူးသမျှတွေမှာသူတို့လည်းထူးဆန်းပါတယ်ဒါပေမဲ့ဒီစာအုပ်ကကျွန်တော်တော်အထူးဆန်းဆုံးစာအုပ်တော့ဖြစ်နေတယ်ဘာအကြောင်းလဲဆိုတော့ဒီစာအုပ်ကို John Steinbeck ကဒီ spy ကြောရုပ်အခြေခံယူထားတာတော့ဒီကျွန်တော်တို့တမန်ကျမ်းစာတွေကCain and Abel story ကိုဒီကြောရုပ်ပြုပြီးတော့ရေးသားထားတာဖြစ်တယ်အဲ့ဒီ story ကိုကြောရုပ်ပြုပြီးတော့လူတွေရဲ့အတွင်းစိတ်တံကိုပုံဖော်ပြထားတာပေါ့လေ Cain and Abel story ရဗျာဒီ Cain နဲ့ Abel ကညီကိုတွေဒီသူတို့ညီကိုနှစ်ယောက်ကဒီဖျားသခင်ကိုဒီလက်ဆောင်ပနာဆက်တယ်ပေါ့လေအဲ့ဒီအချိန်မှာသူတို့ရဲ့ဖျားကဒီ Abel ပေးတဲ့လက်ဆောင်ကိုပဲအတိမတ်ပြုတ်ပြီးတော့ Cain ပေးတဲ့လက်ဆောင်ကိုအတိမတ်မပြုတ်လိုက်ဘူးအဲ့ဒီအချိန်မှာ Cain က Abel ကိုမနာလိုမှုတွေဖြစ်ပြီးတော့သူ့ညီကိုသူတတ်လိုက်မိတယ်ဒီအကြောင်းကိုဒီသူတို့ဖះကတိတဲ့အချိန်မှာCainကိုမေးလိုက်တယ်ပေါ့လေမင်းရဲ့ညီပမာလဲလို့သူတို့ရဲ့ဖះကမေးလိုက်တဲ့အချိန်မှာဒီ Cainကပြန်ပြောလိုက်တာက am I brother keeper ဆိုတဲ့ဒီစာကြောင်းလေးကတော်တော်နာမည်ကြီးပါတယ်ဒီစာအုပ်ထဲမှာလဲဒီလိုမျိုးစာကြောင်းလေးကိုကျွန်တော်တို့တွေ့ရတယ်ဒီစာအုပ်ထဲမှာဒီစာကြောင်းနဲ့ပတ်သက်ပြီးတော်တော်ကိုလူပြောများပါတယ်John Steinbeck ကအဲ့ဒီလိုမျိုးဇလန်းကိုသူကယူပြီးတော့သူ့ရဲ့ဒီ East of Eden ကိုဖန်တီးခဲ့တယ်ဒီစာအုပ်ထဲကအကြောင်းဆိုရင်ကျွန်တော်ပြောရမယ်ဆိုရင်ဒီ spoil တော့နည်းနည်းထိသွားလိမ့်မယ်ဒီစာအုပ်ကိုဖတ်မယ်လို့စိတ်ကူးထားရင်တော့ဒီအပိုင်းကိုကြော်ကြည့်လိုက်ဖို့မေတ္တာရက်ခံခြင်းနဲ့ဒီစာအုပ်ရဲ့အကြောင်းကဘယ်လိုမျိုးလဲဆိုတော့ဒီမျိုးရိုး20ရဲ့ကျိန်စာလိုသဘောမျိုးဗျာပထမမျိုးဆက်ကဒီ Adam နဲ့Charles ဆိုတဲ့ညီကိုနှစ်ယောက်ရဲ့အကြောင်းဖြစ်တယ်ဒီနှစ်ယောက်ကဖေတူမေခွဲညီကိုတွေအဒမ်ကချားတဲ့တစ်နှစ်လောက်ကြီးပါတယ်သူတို့ကလည်းဒီ Cain and Abel story လိုပဲသူတို့ရဲ့အဖေကိုလက်ဆောင်ပေးတယ်ပေါ့လေအဖေကဒီအဒမ်ရဲ့လက်ဆောင်ကိုပဲဒီသဘောကျပြီးတော့သူ့ညီချားရဲ့လက်ဆောင်ကိုသဘောမကျတဲ့ပုံပြတာကြောင့်သူ့ညီချားကသူ့ကိုဒီစိတ်ဆိုးပြီးတော့တက်ဖြတ်တဲ့ဒီကြိုးစားတယ်ဖြစ်ချင်တော့ဒီကံကောင်းကျင်လာတာကံဆိုးကျင်လာတာတော့မသိပါဘူးဒီအဲ့ဒီမှာအဒမ်ကလွတ်သွားတယ်မသေးခဲ့ဘူးပေါ့ဗျာပထမမျိုးဆက်မှာတော့ဒီအဒမ်ကမသေးခဲ့ဘဲနဲ့အသက်ရှင်သွားတယ်အဲ့ဒီကနေမှဒီညီကိုနှစ်ယောက်ရဲ့ဘဝတွေကိုဝင်လာမဲ့ဒီကန်ဆိုးမှုတစ်ခုရှိတယ်ဒီအဒမ်ရဲ့ဘဝတွေကိုဝင်လာမယ်လို့ပြောရင်တော့ပုံမှန်ပါလိမ့်မယ်အဲ့ဒီကန်ဆိုးမှုကဘာလဲဆိုတော့ဒီအမျိုးသမီးတယောက်ဒီအမျိုးသမီးကငငယ်လေးတက်က KT လို့ခေါ်တဲ့ဒီအမျိုးသမီးကဒီစာအုပ်နောက်ပိုင်းမှာတော့Cape ဆိုပြီးတော့ဒီ John Steinbeck ကသုံးသွားတယ်ဒီကျွန်တော်ကတော့ KT လို့ပဲဒီထဲမှာသူ့ကိုရည်ညွှန်းသွားပါမယ်ဒီ KT ကသူကငငယ်လေးတက်ကလူတွေကိုလိမ့်လေလှည့်စားတယ်ဒီ manipulate လုပ်တဲ့နေရာမှာအရန်ကိုတော်တဲ့ကလေးမလေးတယောက်ဖြစ်တယ်ဒီလိုနဲ့တဖြည်းဖြည်းအသက်နည်းနည်းကြီးလာတဲ့အချိန်မှာသူ့အိမ်ကမိဘတွေနဲ့ဒီမိဘတွေနဲ့စိတ်အခက်မသိမဲ့နဲ့မိဘကိုသူကအိတ်နေတဲ့အချိန်မှာဒီအိမ်ကိုမီးရှို့ပြီးတော့မိဘနှစ်ပါးလုံးကိုသူကတပ်ပလိုက်တယ်ဒီ KT ကအဲ့လိုနဲ့သူကအတိတ်ကိုလည်းပြသူလက်စဖြောက်ပြီးတော့ပြစ်ဒစာအိမ်ကိုတွားပြီးတော့အလုပ်လုပ်တယ်ပေါ့လေပြစ်ဒစာခေါင်းကလည်းသူ့ကိုချောမောလှပတဲ့ကောင်မလေးတယောက်ဖြစ်တာကြောင့်ဒီပြစ်ဒစာခေါင်းကသူ့ကိုတော်ကောက်လိုက်တယ်KT ဆိုတဲ့ဒီကာရီတာကလည်းသူ့ဘဝတလန်းအတွက်လူတွေကိုကြိုက်သလိုအသုံးချမယ်ဒီသူ့ဘဝတလန်းကိုပိတ်နေစွန့်ပစ်ဖို့ဝင်လေးတဲ့လူသားမျိုးမဟုတ်ဘူးဒီအဲ့ဒီပြည်သက်ကောင်းတဲ့ KT နဲ့ကြအဆေးမကတ်ခဲ့ဘူးအဲ့ဒါနဲ့ဒီလူကဒီ KT ရဲ့နောက်ကျောင်းကိုစုံစမ်းတဲ့အချိန်မှာဒီနောက်ကျောင်းတွေပေါ်လာတဲ့အချိန်သူကတနေရာကိုခေါ်သွားပြီးတော့ဒီ KT ကိုတတ်ပြစ်လိုက်ပါတယ်ဒါပေမဲ့ကံကောင်းကျင်တော့ KT တို့KT ကဒီဒဏ်ရာတွေနဲ့တေလူမျောပါတာဖြစ်သွားပြီးတော့မသေးခဲ့ဘူးဒီဒဏ်ရာတွေတစ်ပိုင်းနဲ့ဘဲကိုရောက်သွားလဲဆိုတော့ဒီခုနကဒီမျိုးရိုးကျိန်တာတစ်မဲ့မိသားစုတွေကိုရောက်သွားတယ်ဟိုညီကိုနှစ်ယောက်ဒီအဒမ်နဲ့ချားရဲ့အိမ်ကိုရောက်သွားပြီးတော့အကူညီတောင်းတယ်အဲ့ဒီအချိန်မှာဒီချားကသတိပေးတယ်
မင်းသူကသူ့အကိုတတိပေးတယ်ပေါ့လေဒီမျိုးသမီးကဘယ်ကရောက်လို့ရလာမှမသိဘဲနဲ့တမ်းပြီးလက်မခံပါနဲ့ဦးဆိုပြီးတော့သူ့ညီကသူ့ကိုပြောတယ်ဒီအတန်ကလည်းလူကောင်းတစ်ယောက်ဖြစ်တာကြောင့်မရဘူးငါကူညီမယ်ဆိုပြီးတော့ဒီ KT ကိုကူညီခဲ့တယ်အဲ့ဒီကစပြီးတော့အတန်ရဲ့ဘဝကတော်တော်လေးကိုလုံးမပါသွားမှာဖြစ်တယ် KT ကဒီသူ့ညီချားနဲ့ပတ်သက်ပြီးတော့ဒီစာအုပ်ထဲမှာပြောထားတာလေးကိုကျွန်တော်မှတ်ရဖြစ်နေတာကချားရဲ့ဒီမျက်လုံးထဲမှာလည်းအမှောင်တူးရှိနေတယ်အဲ့ဒီအမှောင်တူးကသူ့ရဲ့အမှောင်တူးလိုပဲဖြစ်တဲ့အတွက်သူကချားအပေါ်ကို manipulate လုပ်လို့မရဘူးဆိုပြီးတော့ဒီချားကိုသူကပြောထားတာကိုကျွန်တော်ဒီစာအုပ်ထဲမှာတွေ့ရတယ်အဲ့ဒါကြောင့်ပဲဒီချားနဲ့ဒီ KT ကကြတော့မကြိုက်ခဲ့ပဲနဲ့ဒီအပတန်ကဒီ KT ကိုမြင်မြင်ချင်းယူမှုဖြစ်သွားတယ်အဲ့ဒါပဲဒီစာအုပ်ရဲ့ဒီ ESO Eden ဖြစ်လာမဲ့ဇာတ်ကြောင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီလိုနဲ့ KT ကတဖြည်းဖြည်းနလန်ထားစာပြုတ်လာပြီးတော့သူတို့ရဲ့ဆက်ဆံရေးနဲ့အတန်နဲ့KT ရဲ့ဆက်ဆံရေးကတဖြည်းဖြည်းနဲ့အဆင်ပြေလာတယ်အဲ့လိုနဲ့တညမှာဒီအပတန်ကဒီ KT တောင်းရမယ်အိတ်ဆေးကိုမှားပြီးတောင်းမိသွားတယ်အဲ့လိုနဲ့အတန်အဲ့ဒီညမှာလုံးဝကိုအိပ်ပျော်သွားတယ်အဲ့ညမှာပဲဒီ KT ကထူးဆန်းတဲ့အရွေးတစ်ခုကိုသူကပြုတ်လိုက်တယ်အဲ့ဒါဘာလဲဆိုတော့ဒီချားရဲ့အိပ်ရမှာသူကဝင်အိပ်လိုက်တာပဲအဲ့လိုနဲ့ဒီစတိုင်းဘက်ကသူ့ရဲ့အနုပညာမာယာကိုကျွန်တော်တို့ပြိတ္တကိုကလောင်ကစားပြထားတာပေါ့လေအဲ့လိုနဲ့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီ KT မှာကကိုဝင်ရသွားတယ်နောက်သူမွေးတဲ့အချိန်မှာအမှားဘူးလေမွေးတယ်ယောက်ျားလေး2ယောက်ပေါ့လေဒီယောက်ျားလေး2ယောက်ကြမှာကျွန်တော်တို့ဒီမိသားစုကျိန်တာဖြစ်တဲ့ဒုတိယမျိုးဆက်ရဲ့သူတို့ရဲ့ကျိန်တာကိုဒီကောင်လေး2ယောက်ကခံစားရမှာဖြစ်တယ်ဒီအေရွန်ဆိုတဲ့အေရွန်နဲ့ခဲဘ်ဆိုတဲ့ဒီကောင်လေး2ယောက်ပေါ့လေဒီကောင်လေး2ယောက်မှာဒီအေရွန်ကတော့ကောင်းတဲ့ကောင်ဖြစ်ပြီးတော့ဒီခဲဘ်ကနဆိုးတတိပါလာမဲ့သဘောမျိုးပေါ့ဒါပေမဲ့စတိုင်းဘက်ကလည်းသူ့ရဲ့ဒီကက်ကိုဒီတိုင်းပြစ်မထားပါဘူးသူ့ရဲ့ကက်ကိုသူကမေးခွန်းတွေထုတ်တယ်ပရိသတ်ကိုလည်းပြန်မေးတယ်ပေါ့လေသူ့ရဲ့ခဲကနေတဆင့်ကျွန်တော်တို့ပရိသတ်ကိုလည်းပြန်ပြီးမေးတာတွေရှိတယ်ဒီထဲကဇက်ကောင်ခဲကသူကဘဝရဲ့အတိတ်ပဲတွေကိုသူကပြန်ပြီးတော့မေးခွန်းထုတ်တာပေါ့လေသူကဒီတရေစိုးကြောင်ပဲသူကသူ့ရဲ့ဘဝဒီလိုမျိုးသူ့စိတ်တွေကစိုးသွမ်းနေတာလားဒါမှမဟုတ်သူကိုယ်တိုင်ဒါလေးကိုရွေးချယ်နေတာလားဆိုတာကိုသူကစူးစမ်းလေ့လာတယ်အဲ့လိုနဲ့ဂျွန်စတိုင်းဘက်ကသူ့ရဲ့နောက်ထပ်နာမည်ကြီးဒီစာအုပ်ထဲမှာနာမည်ကြီးအယူဆတစ်ခုက Tim Share ဆိုတဲ့စကားလုံးဖြစ်ပါတယ် Tim Share ကိုဂျွန်စတိုင်းဘက်ကဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားလဲဆိုတော့ဒီတာအိုမေးယက်လို့ဆိုပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုထားတယ်ကျွန်တော်တို့မြန်မာလိုဆိုရင်တော့မင်းရွေးချယ်နိုင်တယ်ပေါ့ဗျာဒီ Tim Share စကားလုံးနဲ့ပတ်သက်ပြီးတော့ဟီဘရူးဘာသာဗေဒပညာရှင်တွေဒီစကားလုံးကဟီဘရူးစကားလုံးကိုဟီဘရူးဘာသာဗေဒပညာရှင်တွေကဒီစကားလုံးရဲ့အနက်တိတ်ကဒီလိုမျိုးမဟုတ်ဘူးဆိုပြီးတော့အငြင်းပွားမှုတွေတော်တော်ရှိတယ်ဒါတွေကတော့တပိုင်းပေါ့အဲ့လိုနဲ့ဒီကလေး2ယောက်မွေးခဲ့တယ်ပေါ့လေကျွန်တော်ရဲ့ဒီ review မှာတော့ဒီကလေး2ယောက်မွေးတဲ့အချိန်မှာပဲဒီစာအုပ်အကြောင်းspoil ပေးနေတာကိုကျွန်တော်ရက်လိုက်ပါမယ်ဒီတက် spoil ရင်လည်းစာအုပ်တော့လုံးကုန်သွားဖို့ပဲရှိပါတော့တယ်ဒီ2ယောက်မွေးပြီးတဲ့အချိန်မှာလည်းဇလန်ကအများကြီးကိုကြံပါသေးတယ်ဂျွန်စတိုင်းဘက်ကသူပြောမှုတာကသူကဒီစာအုပ်ကိုရေးဖို့အတွက်ရှေ့မှာလေ့ကျင့်ခဲ့တာလို့သူကပြောမှုတယ်ရှေ့ကထွက်သမျှစာအုပ်တွေတိုင်းကသူ့ရဲ့ဒီ ESO Eden ရေးဖို့အတွက်ကျွန်တော်ကစူးစမ်းခဲ့တာလို့သူဝန်ခံခဲ့ဘူးတယ်ရှေ့မှာလည်းသူကနာမည်ကြီးစာအုပ်တွေထွက်ပြီးပါပြီဒီ Of Mice of Man တို့ဒီ The Grace of Words တို့စာအုပ်တွေကအရန်ကိုကဘာကြော်ခဲ့ပြီးပါပြီဒါပေမဲ့ဒီစာအုပ်မထွက်ခင်ဂျွန်စတိုင်းဘက်ကိုပရိသတ်အများစုကဂျွန်စတိုင်းဘက်ဘဝပြီးသွားပြီဆိုပြီးတော့သဘောထားကြတယ်အကြောင်းကတော့ဒီ The Grace of Words ထွက်ပြီးတဲ့အချိန်မှာဒီစာအုပ်ကစာပေလောကမှာမကပဲနဲ့နိုင်ငံရေးလောကအထိပါရိုက်ခတ်သွားတယ်သူ့ရဲ့စာအုပ်ကိုမီးပုံရှို့တာတွေဒီအသက်အန္တရာယ်ချင်းချောက်ခံရတာတွေနဲ့ဗာကြုံဆုံခဲ့ရပြီးတော့သူကတော်တော်လေးဥမာဒီပြပါဒတောကပြပါဒတွေဖြစ်သွားတယ်ဒီအဲ့ဒီနှစ်အတော်တွင်းမှာပဲသူ့ရဲ့ဒီစကန်အိမ်တောင်နဲ့ဒုတိယအိမ်တောင်နဲ့ကွဲတာတွေသူ့ရဲ့အခင်ဆုံးတငယ်ချင်းလို့လည်းပြောလို့ရတယ်သူ့ရဲ့ဒီလမ်းပြလို့လည်းပြောလို့ရတယ်သူ့တငယ်ချင်းလည်း accident တစ်ခုနဲ့ဆုံးရှုံးသွားခဲ့တယ်အဲ့ဒီအချိန်မှာသူကသူ့ကိုသူပြန်လဲရှာဖွေသူပျောက်ဆုံးနေတာပေါ့ဗျာအဲ့ဒါတွေပြီးမှပဲဒီ ESO Eden စာအုပ်ကထွက်ခဲ့တာဖြစ်ပါတယ်ဒီ John Steinbeck ကို1902ခုနှစ်မှာဒီကယ်လီဖိုးနီးယား
ပြည်နယ်ဆလီနဲ့မှာမွေးဖွားခဲ့တယ်သူစာအုပ်တွေတော်တော်များများကဒီဆလီနဲ့သူမွေးဖွားတဲ့ဒေသကိုအခြေခံထားတာကိုကျွန်တော်တို့တွေ့ရတယ်ပြောကြတာတွေကဒီစတိုင်းဘက်ရဲ့စာပေလက်ရာတွေမှာမြေသိမ်းရက်နဲ့ရတယ်လို့ညွှန်းဆိုကြတာတွေရှိတယ်ဒီစာအုပ်အီဆော်အီတန်ကိုသူက1952မှာထုတ်ဝေခဲ့တယ်သူကွယ်လွန်တာက1968မှာသူကကွယ်လွန်သွားတဲ့တကယ်ကိုမှအမေရိကန်ရဲ့စာပေဂျိုင်းရန်ကြီးတကောင်ဖြစ်ပါတယ်စာအုပ်ကိုဘာသာပြန်ထားတာတော့ကျွန်တော်တို့ဆရာဘာသာပြန်စာရေးဆရာမိုးဝေကဘာသာပြန်ပေးထားတယ်ဆရာမိုးဝေရဲ့တခြားကလောင်နာမည်တွေလည်းရှိပါသေးတယ်ဆရာမိုးဝေကဘာသာပြန်နေပြင်သူကိုယ်တိုင်ရေးနေတဲ့တော်တော်များများရေးခဲ့တဲ့စာရေးဆရာတယောက်ဖြစ်တယ်ကျွန်တော်ရဲ့ review ကတော့ဒီနေ့ဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်အရင်ကကျွန်တော်ပြောနေကြအတိုင်းပဲကျွန်တော်ရဲ့ channel လေးကိုမိတ်ဆွေတို့ကြိုက်နေတဲ့ရင် subscribe လုပ်ခဲ့ပေးပါဦးတကယ်ကြီးနေစီကိုလည်း share ပေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာနောက်စာအုပ်တွေနဲ့အတူပြန်တွေ့ကြပါမယ်